မလေးရှားမှာတစ်စိ6ဆုံးလုံးနာမည်ကြီးခဲ့တဲ့ပူရူးထောင်ကြီးအမောင်ဘက်ရှန်တမိုင်းကြောင်1895ဆိုတဲ့ကနန်လေးလုံးထွင်းထားတဲ့အဖြူရောင်နေရတကားကြီးကိုလလာပေါ် shopping mall ကိုတွားရင်တင်သတိထားမိဖို့ပါတလားကြည့်လိုက်ရင်တော့အလားဆင်ထားတဲ့နံရံတစ်ခုလိုပဲဒါပေမဲ့ဒီနံရံရဲ့နောက်ွယ်မှာမြုပ်နှံထားခဲ့တဲ့သမိုင်းနဲ့သွေးပြက်စရာပုံမြင်တွေကိုတင်သိသွားရင်တော့လလာပေါ်ကိုနောက်တစ်ခါသွားတဲ့အခါအဲ့ဒီနံရံကိုကြောခိုင်းဖို့တော့ကြောစိမ့်သွားပါလိမ့်မယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရဲ့အစီကားဆုံး shopping mall ကြီးတစ်ခုရဲ့မြေအောက်မှာမြုပ်နှံထားခဲ့တဲ့မလေးရှားမှာတစ်စိအချောက်ဆုံးလို့နာမည်ကြီးခဲ့တဲ့ပူရူးထောင်ကြီးအမောင်ဘက်ရှန်တမိုင်းကျောင်းကိုပြောပြပေးသွားမှာပါတကယ်တော့အခုလလာပေါ်ရှိနေတဲ့ပူရူးဒေတာလွန်ခဲ့တဲ့နှစ်130ကျော်တုန်းကလူသူရှိတဲ့တောအုပ်ကြီးပါတရုတ်တင်ကြရအောင်ကြီးတစ်ခုလည်းဖြစ်ခဲ့တယ်လို့မလာယူကြားတွေကျက်စားခဲ့တဲ့နေရာပါ1890ခုနှစ်ဗြိတိရှအစိုးရကဒီတင်းကြိုင်းမြေပေါ်မှာထောင်ဆောက်ဖို့ပြင်ခဲ့ကြပါတယ်။အာရှတွေရဲ့ယဉ်ကျေးမှုအရာတင်းကြိုင်းမြေကိုတွားထိတာတွားပျက်စီးတာအဲ့ဒီလိုတွေလုပ်ရင်အာကုသို့များတယ်တရေ6တယ်လို့ယူဆကြပေမဲ့ဗြိတိရှတွေကတော့ဂရုမစိုက်ပဲဆက်ဆောက်ခဲ့ကြပါတယ်1894မှာထောင်ဆောက်လို့လည်းပြီးရောပထမဆုံးကပ်ဘေးကြီးစကြုံရတော့တာပါပဲ။ချောင်းထဲမှာကာလဝမ်းရောဂါပြင်းပြင်းထန်ထန်ကူးဆက်ပြီးအကျဉ်းသားတွေကိုအစုလိုက်အပြုံလိုက်တေဆုံးခဲ့စေပါတယ်။ဆောင်စမ်းကြည့်လိုက်တော့မှဒီမြေအောက်မှာပုတ်ပွားနေတဲ့တင်းကြိုင်ဟောင်းကအလောင်းအပုပ်တွေရဲ့အရည်တွေဟာထောင်သုံးရေပေးဝေရေးစနစ်ထဲစိတ်ဝင်နေတာကိုတွေ့လိုက်ရပါတယ်။နောက်ဆုံး1898ရောက်မှတီးရှားရေပိုက်လိုင်းတွေကိုအမြန်တက်ဆင်ခဲ့ရတာပါ။ဒါပေမဲ့ဒါဟာကူရူးထောင်ရဲ့ငရဲခန်းခရီးအစပဲရှိပါသေးတယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်တပ်မလာယူကိုသိမ်းပိုက်လိုက်တဲ့ချိန်မှာတော့ဒီထောင်ဟာစစ်တုံးပန်းတွေကိုငင်းပန်းနှိမ့်ဆက်ကွမြင့်ရနေရဖြစ်လာခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့နောက်ပိုင်းထောင်ထဲမှာအလုံးလုံးခဲ့သူတွေရောအကျဉ်းချခဲ့ဘူးသူတွေပါပြောပြကြတာကတော့ညဘက်ဆိုရင်ကြောစိမ့်ဖွယ်အော်တန်တွေမြည်သားတန်တွေကိုကြားရပြီးအကျဉ်းသားတွေရဲ့တစေရုပ်တွင်လိုပုံစံကိုလည်းမကြာခဏတွေ့ရတတ်တယ်တဲ့ဒါကြောင့်ပဲပူရူးထောင်ကမလေးရှားနိုင်ငံတနိုင်ငံလုံးမှာတစေ6ဆုံးသွေးပစ်စရာကောင်းဆုံးနေရာဖြစ်လာခဲ့ပါတယ်စစ်ကြီးပြီးတော့ပဲမဲ့လေဒီထောင်ကြီးဟာ1990ပြည့်လွန်တဲ့အထိရာစဝတ်သားတွေကိုပြစ်တင်ပေးကိုမြက်ရနေရပြစ်ဆက်လက်တည်ရှိနေခဲ့တာပါဒီလိုသွေးစွန်းပြီးသတင်းဆိုးနဲ့နာမည်ကြီးတဲ့ထောင်မှာနောက်ပါတဲ့တမိုင်းကွက်လက်တစ်ခုတော့ရှိခဲ့ပူပါတယ်ခေါင်ရင်ရှောင်းလို့ခေါ်တဲ့ထောင်ထက်အချင်းသားတယောက်ဟာစုပ်တန်တချောင်းနဲ့စေးတုပ်စေးရည်လီတာပေါင်း2000ကိုအသုံးပြုပြီးပြင်းရင်ကြီးငွေ့ဖွယ်ကောင်းတဲ့ထောင်နေရန်ကြီးပေါ်မှာပေ860ရှည်လျားတဲ့နေရန်စေးရည်ပရှိတစ်ခုကိုရေးဆွဲခဲ့ပါတယ်ဒါဟာအဲ့ဒီချိန်တုန်းကကမ္ဘာအခြေဆုံးနိုင်ရန်စေးရည်ပချီအဖြစ်ဂင်းနစ်ဆန်ချိန်တင်နိုင်ခဲ့တဲ့အထိအံ့ဩစရာကောင်းခဲ့တာပါဒါပေမဲ့နောက်ဆုံးမှာတော့နှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ပူရူးထောင်ကြီးကို1990ပြည့်လွန်အလယ်ပိုင်းမှာပိတ်သိမ်းခဲ့ပြီး2012ခုနှစ်မှာတော့လုံးဝဖြိုဖျက်လိုက်ပါတယ်ဒီလိုတမိုင်းဝင်နေရာကိုဘာလို့တမိုင်းအမွေအနှစ်အဖြစ်မထိန်းသိမ်းတာလဲလို့နိုင်ငံရေးသမားနဲ့လူအခွင့်အရေးအဖွဲ့တွေကကန့်ကွက်ခဲ့ကြပေမဲ့အစိုးရရဲ့အဖြေကတော့စာတကြောင်းလေးပါဒါဟာငါတို့ကုန်ယူရမယ့်အရာမဟုတ်ဘူးတဲ့ဒါပေမဲ့လည်းကံကောင်းစွာနဲ့ပဲအစိုးရကဒီထောင်ကြီးရဲ့အဝင်တကားမကြီးကိုတော့ထိန်းသိမ်းပေးထားခဲ့ပါတယ်အဲ့ဒီတကားကြီးဟာအခုဆိုရင်လလာပေါ် shopping mall ရဲ့ရှေ့မှာ1895ဆိုတဲ့ကဏ္ဍနဲ့အတူသိစိတ်စွာရပ်တည်နေစေပါပူရူးထောင်ကြီးကမလေးရှားရဲ့ခါသီးလာတဲ့သမိုင်းသင်္ကေတဖြစ်ခဲ့ပြီးခေါင်းရှင်ဆိုးရှင်နှမျိုးစလုံးတွင်သွင်းနေခဲ့ပါတယ်ခေါင်းရင်ရှောင်ရဲ့ပရှိကားလိုပဲလူတွေရဲ့မကောင်းမှုကိုကောင်းမှုအဖြစ်ပြောင်းလဲနိုင်စွမ်းကိုဖော်ပြနေတယ်လို့ဘာပဲဖြစ်ဖြစ်မိမိတို့ရဲ့အသိကိုမိပြောက်မသွားပဲသင်ခန်းစာယူနိုင်ဖို့တတိပေးနေတဲ့တကားကြီးအဖြစ်ဒီနေ့အထိကြံရစ်နေတာပဲဖြစ်ပါတယ်